စာတကယ်ဖက်ပြီးတော့အပြင်မှာစမ်းတက်တယ်လှုပ်တယ်ဆိုတဲ့လူနဲ့စာတအုပ်နှစ်အုပ်ဖက်ပြီးတော့ကိုအရင်တိလာပြီးတက်လာပြီးထိုးတဲ့လူနဲ့အဲ့နှစ်ယောက်မှာဘာကွာခြားချက်ရှိလဲတိလားစာတကယ်ဖက်တဲ့လူကတအားဆရာလိုက်မလုပ်နေဘူးလူတိုင်းကိုဆရာလိုက်မလုပ်နေဘူးငါဒါတိတယ်မင်းတို့ဒါရှင်းပြမယ်ဆိုပြီးတော့ဆရာလိုက်မလုပ်နေဘူးပြဿနာတစ်ခုခုကြုံလာပြီဆိုမှ तू ဖတ်ထားတဲ့နေရာမှာဒီလိုရှိတယ်ဒီပြဿနာကိုဒီလိုရှင်းလို့ရတယ်ဆိုပြီးမှပဲပြောတာနေကုန်ဆရာကြီးလိုက်လုံးမနေဘူးโอเคစာနဲ့တအုပ်နှစ်အုပ်ဖတ်ပြီးတော့အရန်တိလာပြီးတက်လာပြီးလို့ကိုထင်နေတဲ့ကောင်တွေကတခုခုပြဿနာရှိမရှိသူတို့ဖတ်ထားတဲ့အကြောင်းသူတို့တော်တဲ့အကြောင်းကိုလူတွေအထင်ကြီးအောင်လိုက်ပြောနေတာအဲ့ဒါနားကြီးတယ်အဲ့တော့ငိမ့်ကုတ်လေးနဲ့ပြဿနာကိုဖြေရှင်းနိုင်တဲ့သူဆိုရင်အဲ့ဒါတကယ်စာဖတ်တဲ့လူဟုတ်တယ်ဆရာကြီးလိုက်လုံးနေရင်ဖြင်ရတဲ့လူဟုတ်တယ်အဲ့တော့ကွာခြားချက်ကိုသိပြီမလား let's go